Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီနေ့ beginner တွေအတွက်C ပိုင်း B ဆိုတဲ့ course လေးကိုကျွန်တော်ပြသပေးမှာဖြစ်ပါတယ်တော်များ beginner တော်တော်များများကကျွန်တော်တို့ C ပိုင်း B course မသိဘူးကျွန်တော်တချင်းစရွက်မှာဒီ C ပိုင်း B course လေးကိုကြော်သွားတယ်ကျွန်တော်တို့B ပါတယ်ခက်မယ်မတီးတော့ဘူးဆိုတော့ဟာမျိုးရှိရဲချိုး course တွေမှာကိုရီးယားတီးတက်နေတော့မှအမှန်မသိဘူး G နဲ့ပဲအလွယ်တီးလိုက်တယ်ပေါ့နော်အတန်လည်းတူပဲဟာဟိုအဲ့လိုမျိုးဖြစ်တတ်တာပေါ့နော်အဲ့ဒီဟာလေးကိုကျွန်တော်ပြပေးချင်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ဒီ C ဆိုရင်ကျွန်တော်တို့ကိုင်းတယ်ကျွန်တော် A minor တို့ကိုင်းတယ်အဲ့ဒါမှကျွန်တော်တို့ဒီ A အခု C ကိုင်းတာကိုပြရတယ်ဆိုရင်ကျွန်တော်တို့လက်တကြွယ်ကိုလွတ်ပြီးတော့လက်ခလဲကိုကျွန်တော်တို့အပေါ်တစ်ပေါက်ကိုတင်လိုက်အောင်ပဲအဲ့ဒီဟာဆိုရင် A ကို CB လို့ C ပိုင်း B လို့ခေါ်ပါတယ်နှစ်ကျော်အဲဆိုရင်5ကျော်အဲ့လိုမျိုးလေးပါနော်ကျွန်တော်တို့ဥပမာချင်းတစ်ပုတ်ပေးရရင်တော့ကျွန်တော်တို့မေဝတန်ဘောတာရဲ့ကာပန်ရဲ့ဒီကွယ်ကျွန်တော်တို့အတန်ဝင်တာမေဝတန်ဘောတာရဲ့ကာပန်ရဲ့ဒီကွယ်ကျွန်တော်အဲ့လိုဝင်နေနောက်ကျွန်တော် C family ကိုတီးတက်နေပြီးဒီထက်ပိုပြီးလှချင်တယ်ဆိုတော့ကျွန်တော်တို့အဲ့လို C ဘန် B လေးထည့်ပြီးတော့တီးလဲရပါပါဗျာကျွန်တော်အဲ့လိုနေရာမှာကျွန်တော်တို့ G နေရာမှာကျွန်တော် C ဘန် B ထည့်တည်ကြည့်မယ်ကျွန်တော်ဟိုတပည့်ချင်းဆိုလဲကျွန်တော်စီပိုင်းမိပါတယ်ကျွန်တော်ဘယ်လိုတီးရမလဲဆိုတော့ငါမဖေးခေါ်ပဲမိမေဝေယောကေဒီမတိုင်းပါရဲ့ကျွန်တော်အမသူရဲ့ original ကောင်းရဲ့တကယ်ကိုစီပိုင်းမိပဲကျွန်တော်ဖေးခေါ်ပဲမိမေဝေယောကေဟိုစီရနေပြီးတော့ A minor ကိုပြောင်းသွားတဲ့တခြင်းတွေတော်တော်များရှိတယ်ပေါ့နော် G ပါတယ်ပါတော့ပဲအဲ့လိုမျိုးနေရာမျိုးကျရင်ကျွန်တော်တို့ C ပိုင်း B ကိုအစားထိုးတဲ့အတန်လေးကလှတယ်ဗျာဒီ C ကနေ A minor ကိုပြောင်းတဲ့ဥမာလွယ်တခြင်းတပုတ်ဆိုရင်တီးလို့ရပါတယ်အဲ့ဆိုရင်ကျွန်တော်တို့အခုဆိုရင်ကျွန်တော် C ပိုင်းမျိုးတွေ့တဲ့ခါကျရင်မကြော်ပါပဲနဲ့ကျွန်တော်ညီကိုတွေတီးကြည့်ပါလို့ကျွန်တော်အကြံပေးချင်ပါတယ်ခင်ဗျာ